လူမျိုးမျိုးဘာသာမျိုးစားသုံးနိုင်တဲ့ lazy boy မလာဟုတ်ပေါ့ ကိုဗစ်အတွက်ပေါ့နော်ဒီလိုမျိုးနေထိုင်သိနေဒီ stay home မှာဒါလေးစကားလက်ဆောင်လေးပါပေးပါအောင်ရှင်ဟုတ်ကဲ့ပါ stay home မှာအားလုံးပဲစိတ်သက်မကြပါနဲ့လို့ဘာပဲဖြစ်ဖြစ်ဒီချိန်မှာကိုယ့်အတွက်ကောင်းဖို့ဖြစ်လာလို့ပဲတွေးပြီးတော့အိမ်ထဲမှာနေနေတဲ့ရက်ဒီအချိန်တွေကိုအကျိုးရှိရှိဖြတ်တန်းပါကျွန်တော်ဆိုလို့ရှိရင်တနေ့ဘယ်လိုအချိန်ဒီကုန်ဝမ်းမှမသိဘူးပြင်းဖို့တော့အချိန်မရှိဘူးပေါ့နော်အဲ့ဒီတကြောင်မလို့ကိုလှုပ်ရှားရှိတဲ့ဟာလေးတွေကိုလှုပ်ခွင့်ရအောင်ဒါကိုဗစ်ကအချိန်ကြီးအများကြီးပို့ပေးလာအရင်တော့ဆိုရင်ကိုယ့်အတွက်ကိုအချိန်မရှိခဲ့ဘူးသူများအတွက်ကြီးပဲသူများအတွက်ပဲကျွန်တော်တို့ကအသက်ရှင်ခဲ့ရအခုကျတော့ကိုယ့်အတွက်ကိုအချိန်ပြန်ပေးဖြစ်တယ်အခုဆိုကျွန်တော်ဘာသာရေးနေလဲဆိုဒီနေ့ဆိုရင်ဒါကျွန်တော်ရဲ့အဋ္ဌထန်နောက်ဆုံးနေ့ပေါ့နော်ဒီကာလမှာကျွန်တော်အဋ္ဌထန်24ရက်ဝင်ထားတာဆိုတော့ဒီပဋ္ဌာန်း24ပစီကို24ရက်ရွတ်တဲ့အဋ္ဌထန်ပြီးတော့928နှစ်တာဘာဝနာပွားများတာကိုလည်းတူတူပဲ24ရက်လုံးလုပ်တာဆိုတော့ဒီနေ့ကဒါနောက်ဆုံးအဋ္ဌထန်နေ့လေးပြီးရင်မကြောက်ကျွန်တော်ဖျားသွားရှိခေါ်မှာဆိုတော့သဘောတရားကိုယ့်အတွက်အချိန်တွေပိုရလာတာဘာလို့ဖို့လဲအိမ်နေဖို့အတွက်မဟုတ်ဘူးပေါ့နော်အိမ်တဲ့အချိန်အိမ်မယ်ဘာသာရေးလုပ်တဲ့အချိန်လုပ်ရမယ်ကိုယ့်အတွက်နောက်ထပ်ဒီအမှုပညာလုပ်တဲ့အတွက်ကြောင့်မို့လဲတခြင်းတွေဖန်တီးတဲ့အတွက်ဖန်တီးရမယ်ပြီးတော့ကိုစီးပွားရေးလုပ်နေတဲ့အတွက်ကြောင့်မို့လဲဒီစီးပွားရေးအတွက် customer တွေအဆက်မပြတ်သွားအောင်သူတို့အတွက်ကျွန်တော်ဟာတာဇလန်တိုလေးတွေရိုက်ပြီးတော့သူတို့ပြင်းနေမှာဆိုလို့အိမ်မှာနေတဲ့အခါမှာအခုကိုဗစ်နဲ့အကောင်ကစိတ်ညစ်နေကြတဲ့အခါမှာကိုတို့ကျွန်တော်တို့တင်ဆက်ပေးလိုက်တဲ့ဟာတာဗီဒီယိုဖိုင်လေးတွေကြည့်လိုက်တဲ့ဒီ9မိနစ်10မိနစ်တွေမှာအားလုံးကတခါနရေမောပြီးပြောရှင်သွားမယ်ဆိုတဲ့ feeling လေးကိုပေးချင်တဲ့အတွက်အဲ့လိုလေးလိုက်ရိုက်ပေးဖြစ်တဲ့ပြီးတော့ခုနလိုမျိုး wedding advisor လိုမျိုးblog လေးလည်းရိုက်ပေးဖြစ်တယ်ဆိုတဲ့သဘောတရားကြတော့ဒါမျိုးလေးလုပ်ရင်းနဲ့အချိန်ကြီးကုန်သွားတာကိုအကုန်လုံးမှမသိဘူးပေါ့နော်အဲ့လိုမျိုးလေးဖြတ်တန်းနေပါတယ်အဲ့တော့ share ရတဲ့ပရိသတ်တွေအကုန်လုံးလည်းကျွန်တော်ကဒီနေ့ကနေပြီးအကြံဉာဏ်ပေးချင်တာကကိုဘာလုပ်ရင်ကောင်းမလဲဆိုတဲ့အရာတွေကိုကြိုပြီးတော့စဉ်းစားတာပါကိုအိမ်ထဲမှာရှိနေတဲ့အချိန်မှာလုပ်လို့ရအကုန်လုံးကိုတန်းစီလုပ်ထားမယ်လုပ်လို့မရတဲ့အရာတွေဆိုလို့ရှိရင်လည်းချရေးတာဒီချိန်မှာ idea အကောင်းတွေအရင်ထွက်တယ်အကြံဉာဏ်ကောင်းတွေအရင်ထွက်တယ်အဲ့ဒီဟာတွေကကိုဗစ်ပြီးသွားတဲ့အခါမှာအရှိန်အဟုန်ပြင်းပြင်းနဲ့ပြန်ပြီးတော့အာယူဖို့အတွက်ကိုကဝမ်းစာဖြည့်ထားလို့ခေါ်ပါတယ်ဒီချိန်မှာကိုကအဲ့ဒါကြီးကြိုးမတွေးထားဘူးဆိုလို့ရှိရင်ကိုဗစ်လည်းပြီးရောသူများတွေကidea အသစ်စမ်းနေတဲ့အများကြီးရှိကိုရောက်သွားချိန်မှာကိုကအဲ့တော့မှအနောက်ကနေပြန်လိုက်ရမယ်ဆိုရင်2ခါ3ခါပို့အတွက်ညနာမှုရှိပါတယ်အမှန်တမ်းပြောရင်ပြီးခဲ့ပထမကိုဗစ်ရာသီတော့ဆိုကျွန်တော်ကဇလန်တွဲတွေကြည့်ပြီးတော့အချိန်တွေကုန်များပါတော့အဲ့တော့ဆိုရင်ဘာမှမလုပ်တော့ဘူးဆိုတဲ့စိတ်မျိုးနဲ့ပထမကိုဗစ်ရာသီတော့အစောပိုင်းတစ်လလောက်ကတော့မျောနေတာနောက်တော့မှထပြီးမဖြစ်ဘူးလုံးမရမယ်ဆိုစိတ်လေးဝင်လာတဲ့ခါကျတော့မင်းကစီရိုက်တဲ့ချင်းတွေလုပ်ဖြစ်သွားပြီးတော့ဆုံးမတဲ့ချင်းလုပ်ဖြစ်သွားပါတော့အခုဒီဒုတိယကိုဗစ်ဖြစ်တဲ့အချိန်မှာလုံးဝဇလန်တွဲကိုလည်းမကြည့်ဖြစ်ဘူးပြီးတော့မနေ့ကတော့တခုကြည့်ရမနေ့ကတော့ဘိုးကြပြူခင်ရဲ့ဒီဇလန်တွဲတဲ့မာယာလက်ကွက်စလာမယ်ဆိုတော့ကိုကလည်းကိုညီမလေးကိုအားပေးချင်တော့မနေ့ကတော့ကြည့်ပြဒီနေ့တော့မကြည့်ဖြစ်ဘူးပေါ့နော်အဓိကပြောချင်တာပါလဲဆိုတော့အားလုံးဒီချိန်မှာတင်ယူပါမယ်လေ့လာမယ်ကျွန်တော်ဆိုလို့ရှိရင်အိမ်မှာနေနေတဲ့အချိန်မှာကိုလုံးဝမတက်တဲ့ဒီ recording ဖမ်းတဲ့ကိစ္စကိုတက်အောင်တင်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုဗစ်ကြီးကိုအရှုံးပေးလို့မရဥပမာပြောပြမယ်အခုလိုမျိုးပါဒီပညာတွေဆိုလဲအားလုံးကတိုးတက်လာပြီး online ကနေတင်နန်းနေရှိတယ်အဲ့တော့ညီလေးညီမတွေအကုန်လုံးပြောချင်တာက game တွေပဲစောင့်နေတဲ့အစားကိုဘာဝါသနာပါတယ်မဟုတ်ဖို့တာဝါသနာပိုင်း online မှာမဟုတ်ဖို့တဲ့တင်နန်းရှိတယ်ပြီးတော့ကိုပြောမယ်ဆိုရင် business management လား marketing လားအကောင်လုံးကဒါ online မှာ class တွေခုရှိလာကြပြီပေါ့နော်အဲ့တော့ဒါလေးသင်ပါကျွန်တော်ဆိုလည်းအဲ့ဒါလေးသင်တယ်ကိုယ့်အတွက်ဒါနည်းပညာတွေအများနဲ့မျက်ခြေမတက်အောင်ကျွန်တော်တို့ဆိုရင်ဒီ marketing နဲ့ပတ်သက်တဲ့ဟာတွေရော Facebook နဲ့ပတ်သက်တဲ့ marketing တွေရောပြီးလို့ရှိရင်ဒီ audio ဘိုင်းတွေလည်းသင်တယ်နောက်တစ်ခုထပ်တင်တာရှိပြီအဲ့ဒါဆိုအစားအသောက်ဆိုတာကိုကဒီချိန်မှာအပြင်ထွက်လို့မရတော့အိမ်ထဲမှာရှိတဲ့ဟာလေးနဲ့အစားမသိတဲ့ခါကြလို့ရှိရင်YouTube လေးကြည့်တယ်ဘယ်လိုလေးချက်လဲဆိုတာလေးကြည့်ပြီးတော့ကိုပြန်ပြီးတော့ချက်ဖို့စားဖို့လုပ်ရတယ်ပေါ့နော်သဘောတရားဘာလဲဆိုတော့ဒီကိုဗစ်မှာကျွန်တော်တို့ကကို ability တက်အောင်လုပ်လို့ရတယ်ဟုတ်တယ်မလားချို့ဆိုလို့ရှိရင်ဟာဒါကငါနဲ့မဆိုင်ပါဘူးဒါငါမလုပ်ချင်ဘူးမလုပ်တတ်ဘူးအမှန်တော့လောကကြီးမှာလူတိုင်းတော့မွေးလာတယ်ဘာမှမတက်ကြဘူးပေါ့နော်တက်ချင်တဲ့စိတ်ရှိဖို့ပဲလို့လဲတင်ချင်တဲ့စိတ်ရှိမှဆိုရင်တက်ကိုတက်တယ်အဲ့လိုမျိုးပေါ့ဘာပဲဖြစ်နည်းပညာတွေသင်ယူရမယ့်အရာတွေကိုလူငယ်တွေကိုဒီချိန်မှာပို့ပြီးတော့အားစိုက်စီချင်ပါတယ်လို့ဘာပဲဖြစ်ဖြစ်ဒီကိုဗစ်ကအခုဆိုရင်ဒါ ipe နဲ့ကျွန်တော်တို့3လပိုင်းလောက်ကနေအခုဒါ10လပိုင်းဖြစ်လာပြီဆိုတော့ပြောမယ်ဆိုရင်တစ်နှစ်လောက်ကိုကျွန်တော်တို့ဒါလုံးဝလူညွတ်သုံးသွားအောင်အိမ်ထဲမှာ
အိမ်ထောင်ချလိုက်တယ်လို့ပဲပေါ့နော်အိမ်ထဲမှာအကျယ်ကျုံးနဲ့အိမ်ထောင်ချတယ်လို့ခံစားနေရတဲ့ကာလကြီးမှာကိုကမျက်စိပွင့်နားပွင့်ပြီးတော့ကိုအကျိုးရှိအောင်လုပ်ရမယ်ရိုးရိုးပဲဖုန်းတွေပဲသုံးနေမယ် line ပေါ်မှာပဲရိုးရိုး social media ပေါ်မှာသူများအတင်းတွေသုံးလိုက်ဝိုင်းဆဲလိုက်လုပ်နေမယ်ဆိုရင်ကိုယ့်အတွက်ကအကျိုးမရှိဘူးအကုသိုလ်ကြီးပဲအဲ့မှာအခုဒီမှာကျွန်တော်ပေါ့ပြောပြပေးချင်တာဘာလဲဆိုတော့အခုအရင်တော့ဆိုလို့ရှိရင်လေမြန်မာလူမျိုးတွေကဟာအရန်ကိုဖြူစင်တယ်ရိုးသားတယ်တကယ်ကိုပဲပေါ့နော်ကြက်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံတယ်တယောက်နဲ့တယောက်နှုတ်ဆက်တော့မင်္ဂလာပါနှုတ်ဆက်နေတဲ့မြန်မာလူမျိုးတွေကအခုထွက်လာတဲ့ comment တိုင်းကိုကြည့်လို့ရှိရင်အမင်္ဂလာတွေပဲဆဲနေကြကောင်းတာလုပ်တဲ့အောက်မှာလည်းဝိုင်းဆဲကြတယ်မကောင်းတာလုပ်တဲ့အောက်မှာလည်းဝိုင်းဆဲကြတယ်အမှန်တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်မေးချင်တာပေါ့နော်ကိုယ့်ရဲ့ဒီမိဘတွေကလည်းပြောပြမှာပါချို့ဆိုလို့ရှိရင်ပေါ့နော်ဟိုကျွန်တော်တို့ငငယ်လေးအကြည့်ပြင်းခဲ့တာမိဘတွေရဲ့စုံမအောင်မှုမှာခြေပြင်းလာတဲ့ခါကျတော့ဒီနေ့ဒီချိန်ထိ Facebook ကိုတုံးတယ်ကိုမကြိုက်လို့မကြည့်ချင်ဘူးဆိုရင်ကြော်ပလိုက်တယ်အဲ့အောက်မှာသွားပြီးချိုးသည်ခါသည်မရေးတော့ကိုချစ်တယ်ခင်တယ်ဆိုရင်တော့ကောင်းတဲ့ comment လေးရေးတယ်မဟုတ်ရင်တော့မရေးဖြစ်ဘာဖြစ်လို့ဆိုတော့အကုသိုလ်အစ်စ်ကိုမယူချင်ဘူးပေါ့နော်ဒါပေမဲ့အခုကြည့်နေတဲ့အခါကျတော့ရှင် comment တွေမှာကောင်းတာရေးတာထက်မကောင်းတဲ့ရေးတဲ့ comment တွေအများစုကိုတွေ့ရအခါမှာတစ်ဖက်သားကိုပြပြနစ်နစ်တွေပြောတယ်ဆဲတယ်အဲ့တော့ဟိုမဆဲကြပါနဲ့လို့ကျွန်တော်ဒီနေရာနေထပ်ပြီးတော့ပေါ့နော်အားလုံးမေတ္တာရက်ခံခြင်းတယ်ကျွန်တော်အမေတွေဆိုငငယ်လေးကတင်ပေးထားရဲ့ကျွန်တော်တို့ကျောင်းတက်တဲ့ဒီကလေးဘွားတော်ဆိုလို့ရှိရင်ကျောင်းမှာဆဲမိရင်တော့မှအမေရှိတယ်မှာဆဲလိုက်မျိုးရှိအမေကအဲ့မှာဆဲတဲ့ပါဇက်ကိုအနဲ့လိုက်ပေါက်တာသိလားအနဲ့လိုက်ပေါက်ပြီးတော့လေမဆဲအောင်တော့အမီးရုပ်လို့ရှိရင်နှုတ်ကျန်းတယ်အဖရုပ်လို့ရှိရင်ကိုကျန်းတယ်ဆိုပြီးတော့ငငယ်လေးတဲ့ခေါင်းထဲကိုရိုက်ထည့်ထားတဲ့ခါကျတော့အဲ့ကလေးဘွားတွေကအနဲ့ပေါက်ခံရတဲ့ချိန်ကြလို့ရှိရင်ဩငါမဆဲရအောင်အမေကဆုံးမထားရဲပေါ့နော်ပြီးတော့နည်းနည်းရွယ်ရောက်လာတိလာခါကျတော့ဟုတ်တယ်ကိုကြောင့်ကိုမိဘကိုလူတွေကမိမဆုံးမဖမဆုံးမတော့ပြောလို့ရှိရင်တိတ်နာတာအဲ့ကလေးဘွားတွေတွေကလေအဲ့တော့ကြောင့်မလို့ကိုရဲ့လုံရဲ့ဒီကိုမိဘကိုပြန်ပြီးတော့မကောင်းပြောခံရမယ့်အရာဘယ်တော့မှမလုပ်ငငယ်လေးတွေအဲ့လိုမျိုးဆင်ခြင်လာခဲ့ဒါပေမဲ့ဒီဘက်ခင်မှာရှိနေတဲ့အကုန်လုံးကပေါ့နော် comment ထဲမှာကြည့်လိုက်လို့ရှိရင်ဘယ်သူ comment ပဲဖြစ်ပါကျွန်တော်တို့ဒီ new feed မှာဒီ video တွေကြည့်လို့ရှိရင်တခြား media တွေအောက်မှာဖြစ်ဘယ်သူအောက်မှာဖြစ်ကြည့်လိုက်လို့ရှိရင်မကောင်းတဲ့ရေးထားအရေးသားတွေကိုအများကြီးတွေ့ရတယ်အဲ့တော့မဆဲပါနဲ့လို့ကျွန်တော်ဒီနေရာနေမြန်မာနိုင်ငံတစ်ခုလုံးရဲ့ကိုစားပြုအနေနဲ့ကျွန်တော်ပြောပြချင်တာပါဘာဖြစ်ဆိုတော့အခုအားလုံးကလည်းဒီ Unicode တွေနဲ့တုံးပြီးတော့ social media Unicode တွေနဲ့ပြန်ပြီးတော့တုံးလာကြတဲ့အခါကျတော့ဒါတွေက translate လုပ်လို့ရတယ်ဟုတ်တယ်မလားကျွန်တော်တို့ English comment တွေဆိုတော့မှ translate နေလိုက်ရှိဗမာလိုအနည်းဆက်ဆုံးပြန်ပေးနိုင်တယ်အဲ့ဒီလိုပဲမြန်မာတွေရေးလိုက်တဲ့ comment တွေကိုလည်းအခြားသောနိုင်ငံခြားသားတယောက်က translate နေပြီးတော့ကြည့်လိုက်မယ်ဆိုရင်အရင်ရှက်ဖို့ကောင်းတယ်မင်းတို့မြန်မာနိုင်ငံကြီးကတယောက်နဲ့တယောက်ဒီလိုမျိုးဟို mystery စိတ်တွေပွားနေတာတယောက်နဲ့တယောက်မိုက်ရိုင်းလာကြီးလားဆိုတဲ့ဟာမျိုးတွေကိုမဖြစ်စေချင်ဘူးအဲ့ဒါကြောင့်မို့လို့ Facebook တွေပေါ်မှာတုံးနေတဲ့အခါပေါ်မှာအကျိုးရှိအောင်တုံးမယ်ဆိုရင်အကျိုးရှိမယ်ခုနလိုမျိုးတုံးနေမယ်ဆိုရင်တော့ကိုကအချိန်လဲကုန်တယ်ငွေလဲကုန်တယ်အကုသိုလ်လဲရတယ်မတန်ဘူးပေါ့နော်အဲ့တော့တန်အောင်လို့တုံးမှာကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေကလေ့လာစရာတွေအများကြီးရှိတယ်အဲ့ဒါမျိုးအသုံးချမယ်ဆိုရင်တော့ဒါအကျိုးရှိနဲ့ဒီ stay home ကာလလေးဖြတ်တန်းသွားနိုင်မယ်လို့ဒီညနေကျွန်တော်ပြောကြားရင်းနဲ့ပဲဒီ season လေးကိုနှုတ်ဆက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်အခုလိုမျိုးပြောကြားခွင့်ရတဲ့ကြောင့်မို့လို့ Doctor Channel ရဲ့ဒီမှာလေးຫນွယ်နီနဲ့တကွာပေါ့နော်ကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေအကုန်လုံးကိုလည်းကျေးဇူးများတင်ပါတယ်ပရိသတ်တွေအားလုံးစိတ်ချမ်းသာကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အခုကိုဗစ်ကာလမှာကျန်းကျန်းမာမာနဲ့ဖြတ်သန်းနိုင်ပါစေယောဂဘုမရှိသေးတဲ့လူတွေလည်းမကူးစက်ခံရပါစေနဲ့တကယ်လို့ပေါ့နော်ယောဂဘုကူးစက်ခံထားရတဲ့လူတွေquarantine ဝင်နေတဲ့လူတွေတော့အကုန်လုံးပဲအများဆုံးပြန်လည်ကျန်းမာလာနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါခင်ဗျာကျေးဇူးများတင်ပါတယ်အနုပညာရှင်တွေရဲ့သတင်းထူးတွေကိုအချိန်နဲ့တပြေးညီသိရှိစေနိုင်ဖို့ Top Star Channel ရဲ့ Facebook Page ကို Like လုပ်ပါ Top Star Channel ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးပါ